Hello အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ကြက်ဥတရုတ်ချက် channel လေးကိုမျှဝေပေးပါမယ်ကြက်ဥအငံချက် channel နဲ့လည်းတူတယ်ပေါ့နော်ဒီနှစ်မျိုးလုံးကိုကျွန်မပြပြပေးပါမယ်အရင်ဆုံးကြက်ဥလေးတွေကိုပြုတ်လိုက်မယ်ပြီးရင်တော့အခွန်နွားမယ်အခွန်နွားပြီးရင်တော့ကြက်ဥလေးတွေကိုနှစ်ချမ်းချမ်းလိုက်ပါမယ်ရှင်နှစ်ချမ်းချမ်းပြီးတဲ့အခါမှာကျွန်မတို့ရတာစားပြားဝင်ဖို့အတွက်ကိုဒီကြက်ဥလေးတွေပေါ့ရတာစားပြားလေးတွေဖြူးလိုက်မယ်ဖြူးပြီးတော့ကြက်ဥအနှစ်ပေါ်အရသာလေးတွေဝင်သွားအောင်လို့လက်ကလေးနဲ့အသာလေးလိုက်ပြီးတော့ဖိသိက်ကလေးလုပ်မယ်ပေါ့နော်အဲ့ဒီအခါမှာကြော်တဲ့အခါမှာတစ်ဖက်ကခက်တင်းတင်းလေးဖြစ်သွားပြီးတော့အရန်ကိုအရသာရှိတဲ့ကြက်ဥလေးကိုသုံးဆောင်ရမှာပါအခုဆိုရင်တော့အရသာလေးတွေဝင်အောင်လို့အသာလေးလက်ကလေးနဲ့လိုက်ပြီးဖိသိက်နေရပါကဲပြီးရင်တော့စီအိုးတဲ့ကိုကြက်ဥလေးစနေနေအနှဲငယ်ထည့်မယ်ပြီးရင်ကြက်ဥလေးတွေကိုစီနေအောင်ထည့်လိုက်မယ်ပေါ့နော်အဓိကဒီဟင်းလေးကအဓိကမိန်းကမီးပြင်းလို့လုံးဝမရပါဘူးမီးပြင်းတာနဲ့ကျမတို့ကအဖုံးအုပ်ပြီးကြော်ရတာဖြစ်တဲ့အတွက်ဖောင်းကနေထပ်ပေါက်တတ်ပါတယ်အဲ့လိုထပ်ပေါက်တဲ့အခါမှာဟင်းချက်သူရဲ့မျက်နှာကိုဆင်နိုင်တယ်ပေါ့နော်ဒါလေးကိုတော့သတိပြုပေးပါမလောပါနဲ့အဲ့တော့စီလေးကိုကျမတို့ကတော့မီးအေးလေးနဲ့ပဲကြော်ပါတယ်ရှင်မီးအေးလေးနဲ့ကြော်လို့ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုရင်တော့တန်ရောင်းမလေးနဲ့အသားလေးထိုးကလော်လိုက်တယ်ပေါ့နော်မှွေတာမဟုတ်ဘူးနော်မှွေလို့ရှိရင်ကြက်ဥတွေကကြေသွားမှာပါကြက်ဥတွေအကုန်ထွက်လာမှာပါကြက်ဥလေးတွေထွက်မလာဖို့အတွက်ကိုအသားလေးလိုက်ပြီးတော့လှန်ပါတယ်ပုံမှန်ဟင်းချက်ကျွမ်းကျင်တဲ့သူတွေဆိုရင်တော့ထပ်ထည့်မဲ့ငြုပ်သီးကိုအလယ်မှာထားပြီးတော့ကြက်ဥလေးတွေကိုဘေးကတ်လိုက်မှာပေါ့နော်ဒါလေးကတော့ငရုတ်သီးကိုကြက်တုံအဖြူနဲ့ထောင်းထားတာပါကျမကတော့ချက်ပြတာဖြစ်တဲ့အတွက်ဒီကြက်ဥတွေအားလုံးကိုပြန်ဆယ်လိုက်ပါတယ်ပုံမှန်ကြက်ဥကြော်တွေနဲ့ကွဲထွက်ချင်တယ်ဆိုရင်အခုလိုမျိုးလေးလေးကြော်စားကြည့်ပါကလေးတွေအတွက်လည်းအရန်ကိုအရသာရှိပြီးစားလို့ကောင်းတယ်ပေါ့နော်ကွဲထွက်တဲ့ဟင်းလျာတစ်ခုဖြစ်မှာပါအခုဆိုရင်တော့ငရုတ်သီးကိုစီမွေးတတ်ပါတယ်အရသာစားပြားအတွက်ကိုကျမတို့ထပ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ငရုတ်သီးတွေကိုဘာလို့လဲဆိုတော့ဒီကြက်ဥတရုတ်ချက်ကငရုတ်သီးကိုအားပြုပြီးတော့စားမှာဖြစ်တဲ့အတွက်ငရုတ်သီးထဲမှာလည်းအရသာဝင်နေဖို့လိုပါတယ်စီမွေးတက်ပြီးပြီဆိုရင်တော့ခုနကကြက်ဥတွေအားလုံးကိုကျမတို့ဒီအိုးတွေကိုလောင်းပြီးတော့ထည့်လိုက်ပါမယ်ရှင်လောင်းထည့်ပြီးတော့ကြက်ဥတရုတ်ချက်ကဘာနဲ့သွားပြီးတော့ခက်ဆင်ဖြစ်မလဲဆိုရင်ကျမတို့ပြောရမယ်ဆိုရင်အချိုချက်ချက်တာပေါ့နော်ကြက်သားဝတ်သားအချိုချက်ချက်တယ်လို့ပါပဲကိုလိုချင်တဲ့အနေထားကိုကျမတို့ရောက်သွားပြီဖြစ်တဲ့အတွက်နောက်ဆုံးမှာပဲငပြာရည်လေးထည့်ပြီးတော့အိုးပေါ်ကချလိုက်တယ်ဆိုရပါပြီကျမတော့ဒီလိုမျိုးကြက်ဥတရုတ်ချက်လို့အခုဒါပြလိုက်ပြင်မယ်အချိုချက်တာကိုမကြိုက်တဲ့သူဖြစ်တဲ့အတွက်ကျမကတော့ဒီငြုပ်သီးလေးနဲ့ချက်တဲ့အရာတာကိုပဲဒီတိုင်းလေးပဲစားမယ်ပေါ့နော်ဟင်းချက်သူတွေအတွက်ကချက်မယ်ဆိုရင်ပဲငပြားလေးထည့်လိုက်ပါအရာတာချွတ်လေးနဲ့လည်းစားလို့ကောင်းပါတယ်ပြီးတော့ဒီဟာဘာနဲ့သွားတူလဲဆိုတော့ကြက်ဥအငံချက်ပေါ့ကြက်ဥအငံချက်ဆိုရင်ပဲငပြားမထည့်ဘဲနဲ့ဒီအဆင့်မှာငပြားရည်လေးအနည်းငယ်ထည့်ပြီးတော့အိုးပေါ်ကနေချလိုက်တာနဲ့ဒါကကြက်ဥအငံချက်ဟင်းတစ်ခွက်ရပါပြီအားလုံးပဲအဆင်ပြေကြပါစေလိုက်ပြီးတော့ချက်စားကြည့်ပါအရန်ကိုအရသာရှိပြီးထမင်းစားမိန်စီမဲ့ကြက်ဥတရုတ်ချက်ချက်နေလေးပါရှင်